ဒီနေ့မှာတော့လွယ်ကူရွှေရှင်းပြီးထမင်းမြင်စီမဲ့ငပြောကူးတုံလေးကိုတုတ်ပြမှာပဲဖြစ်ပါတယ်ရှင်။အရင်ဆုံးမှာတော့ငပြောကူးလေးကိုပလေးလီးပြီးသွားတဲ့အခါမှာတော့မမဲသွားအောင်လို့စနွင်းမုံလေးရဲ့စားလေးရယ်နဲ့ရေခဏစိမ်ထားလိုက်ပါမယ်။ပြီးရင်တော့စီလေးတက်ဖို့အတွက်ကိုကြက်သွန်ဖြူလေးကိုပလီးပြီးတော့တခါတည်းတုတ်ဖို့အတွက်ကြက်သွန်လေးကိုပါလှီးထားလိုက်ပါမယ်ရှင်။စီတက်ဖို့အတွက်ကိုတော့စီပူလာပြီဆိုလို့ရှိရင်ကြက်သွန်ဖြူလေးရယ်စနွင်းမုံလေးရယ်ထည့်ပြီးတော့မှုေးလာတဲ့အထိမှုပေးလိုက်ပါမယ်ရှင်။ပြီးတော့ရင်တော့ကြက်သွန်ဖြူစီတက်လေးကိုခွက်ကလေးလေးထည့်ထားပြီးတော့ခဏဖယ်ထားလိုက်ပါမယ်။ငပြောကူးလေးတွေကိုလည်းရင်နွေးဖြောဖို့အတွက်ကိုရင်နွေးလေးစုလာအောင်တည်ထားပြီးတဲ့အခါမှာခဏလေးရင်နွေးဖြောပေးလိုက်ပါမယ်ရှင်။ဒါဆိုရင်တော့အတုတ်ကို ready ဖြစ်ပါပြီရှင်။ရင်းဦးဆုံးပကံပြားလေးကိုငပြောကူးလေးတွေထည့်ပြီးတော့ကြက်သွန်လေးပလေးထားရရဲ့ပဲမုံတစ်စွန်းမြေပဲလောနှစ်စွန်းစားအချို့မှုနည်းနည်းစီထည့်ပါမယ်။ပြီးရင်တော့စီချက်တက်ထားတာလေးကို3စွန်းထည့်လိုက်ပါမယ်ရှင်။အချင်းရတာလေးကြာရင်တော့တမယာသီးလေးလည်းညှစ်လို့ရပါတယ်။ပြီးရင်တော့မြုပ်သီးမုံလေးနည်းနည်းရယ်မွေးသွားအောင်လို့မြုပ်သီးစိမ့်လေး3တောက်ရယ်ပစွန်ကြောင်းမုံလေးကိုတော့အလှအနေနဲ့အပေါ်ကနေဖြူလိုက်ပါမယ်ရှင်။နောက်ဆုံးမှာတော့နှမ်းလေးဖြူပြီးသွားရင်တော့အရသာရှိပြီးထမင်းမိန်စင်နဲ့ငပြောကူးတုပ်လေးရပါပြီရှင်။ကြည့်ရှုအားပေးသူအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်နော်။